မင်္ဂလာပါပြည့်ပြည့်မင်္ဂလာပါပြည့်ပြည့်ကြောင့်အားလုံးမင်္ဂလာပါရှင်မရေဒီနေ့လေးကတော့မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့နေ့လေးတစ်နေ့လို့ကျွန်တော်တို့ပြောမယ်ဆိုရင်ပြောလို့ရပါတယ်မရေဟုတ်ပါတယ်ဒီနေ့ဒီချိန်ကအနုအလှသမုဒ္ဒရာတွေနဲ့အနုရွပေးမဲ့တေးတန်ရှင်ကောင်းစုသားရဲ့ကျမဝါရအပြစ်လားမောင်ရဲ့ဆိုတဲ့တိုင်တယ်နဲ့ live show ထုတ်လုပ်မဲ့အစီအစဉ်လေးဖြစ်ပါတယ်တေးစီရီတိုင်တယ်မှာတေးတန်ရှင်နာမည်ကကောင်းစုသားနော်ဒီနာမည်ကလေသူ့ရဲ့နာမည်အရင်လားမသိဘူးနော်တေးတန်ရှင်ကောင်းစုသားဆိုတာဒါအနုပညာနာမည်အပြင်မှာတော့သူ့ကိုမှုံမွေးလို့ခေါ်ကြရတယ်လေအကုန်လုံးကလည်းမှုံမွေးလို့ပဲတည်ထားကြတာဩဟုတ်ပါပြီမရေဟုတ်ပါပြီနောက်ပြီးတော့တေးတန်ရှင်ကောင်းစုသားရဲ့ live show ထုတ်လုပ်မဲ့အစီအစဉ်မှာအမှားကြားရယ်နော်ဂီတာအဖွဲ့ရဘလူး SM Music Band ဖြစ်ပါတယ်ဓာတ်ပုံနဲ့ဗီဒီယိုထုတ်လို့ရအောင် MD Committee ဖြစ်ပါတယ်ဒါရိုက်တာကိုပွင့်ကျော်နဲ့ဦးခင်ဝင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ပါပြီရှင်ဒါဆိုရင်ပြည်သက်ကိုအများကြီးပြောမနေတော့ဘဲနဲ့တေးတန်ရှင်ကောင်းစုသားနဲ့ပြည်သက်ကြီးကိုထိတွေ့မိတ်ဆက်ပေးလိုက်ရအောင်ကောင်းပါတယ်မိုင်းတေးတန်ရှင်ကောင်းစုသားခေါ်မှုံမွေးကိုစင်မော်ကိုကြောက်ရောက်ပါရင်လေးစားစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဟုတ်ပါတယ်ဖိတ်ခေါ်ပါမှုံမွေးမင်္ဂလာပါမှုံမွေးအခုစပြီးတော့ဘာတချင်းနဲ့စပြီးတော့ပြည်သက်ကြီးကိုဖျော်ပြမလဲမသိဘူးအခုပထမဆုံးအနေနဲ့ကတော့တေးစီရီတိုက်တယ်လေးဖြစ်တဲ့ကျမဝါရအပြစ်လားမောင်ရင်ဆိုတဲ့သချင်းလေးနဲ့ပထမဆုံးမိတ်ဆက်ပေးပါမယ်သချင်းလေးကိုပြည်သက်ကြီးနဲ့တူတူပြည့်ကိုလည်းမျှဝေခံစားပြီးနားဆင်နိုင်အောင်မှုံမွေးရပဲစီစဉ်တိဆက်ပေးပါအောင်နော်နားဆင်ကြည့်ပါဟုတ်ကဲ့ပါကျမဝါရအပြစ်လားမောင်ရဲ့ကျမဝါရနော်အပြစ်လားမောင်ရဲ့ကျမဝါဒအပြစ်လား
စ်လားမောင်ရဲ့ကျမဝါရလေအပြစ်လားမောင်